အကျဉ်းသားတွေရဲ့အလုံးလုံးနိုင်စွမ်းကိုမြင့်တင်ပေးဖို့အတွက်ထောင်ကသူတို့ကိုတခါတရံအခွင့်အရေးနှဲငယ်ပေးလေးရှိပါတယ်အပြင်ဘက်ကအဆုံးမရှိတဲ့မြင်ကွင်းကလူတိုင်းရဲ့အာယုံကိုချက်ချင်းဆွဲဆောင်သွားခဲ့ပါတယ်ဂျက်ကလည်းဒါကိုသတိထားမိသွားပါတယ်အကျဉ်းသားတွေနဲ့အဆောင်တွေရှုခင်းကိုငင်းနေကြတာကိုသူတွေးလိုက်ပြီးဒါဟာသူထွက်ပြေးဖို့အခွင့်အရေးပဲဆိုတာနားလည်သွားပါတယ်သူကတောထဲမှာအပေါ်သွားဖို့အဆောင်ကိုခွင့်တောင်းလိုက်ပါတယ်အဆောင်ကလည်းမဟုတ်ပါဘူးသူကအခြေအနေတစ်ခုနဲ့သဘောတူခဲ့ပါတယ်ဂျက်တစ်ကိုင်းတစ်ခုကိုစက်တိုက်လှုပ်ရမ်းနေရပါမယ်အကယ်၍ရက်သွားရင်သူတို့တင်းနဲ့ပြစ်ပါလိမ့်မယ်ဒါပေမဲ့ဂျက်ကအစင်သင်းဖြစ်နေပါပြီသူကတစ်ကိုင်းမှာရှိုးဝက်ကြိုးတစ်ချောင်းချီထားခဲ့ပါတယ်တစ်ကိုင်းကိုလှုပ်နေအောင်လှုပ်ထားရင်သူတိတ်တဆိတ်ထွက်ပြေးသွားခဲ့ပါတယ်အဆောင်ကတစ်ကိုင်းလှုပ်နေတာကိုမြင်ပြီးသူရှိနေသေးတယ်လို့ထင်နေခဲ့တာပါနောက်ဆုံးမှာလှုပ်တာရက်သွားတဲ့အခါသူတို့တင်းနဲ့ပြစ်ခဲ့ပေမဲ့ဘာတော့ပြန်မှုမှမရခဲ့ပါဘူးအဲ့ဒီအချိန်ကျမှတခုခုမားနေပြီဆိုတာသူတို့သိလိုက်ရပါတယ်အဲ့ဒီအချိန်မှာဂျက်ကအနီးနားကမျိုးတစ်မျိုးကိုရောက်နေပါပြီသူကဒေတာခန်ကလေးနှစ်ယောက်ကိုပုစိန်တလက်ငားပေးဖို့ပြောခဲ့ပါတယ်သူကသူ့ရဲ့တန်ချီချင်းတွေကိုဖျက်လိုက်ပါတယ်အချိန်ပိုရအောင်လို့သူကလမ်းတစ်လျှောက်ငရုတ်ကောင်းမုံတွေဖြူထားခဲ့ပြီးအနံ့ခံခွေးတွေကိုမျက်စိလဲအောင်လုပ်ခဲ့ပါတယ်ဒါကအောင်မြင်ခဲ့ပြီးအဆောင်တွေသူ့ကိုမဖမ်းမိခဲ့ပါဘူးရက်အနေငယ်အကြာမှာဂျက်ဟာပြန်လဲဖမ်းခံခဲ့ရပါတယ်ဘာကြောင့်လဲဆိုတော့သူကလာပါတဲ့အမျိုးသမီးတစ်ယောက်နဲ့တပ်ပုံရိုက်ပြီးသတင်းစာထဲမှာထည့်သွင်းဖော်ပြခဲ့လို့ပါအဆောင်တို့အေးရဲ့အရေးချင်းမရှိမှုကိုလောင်ပြောင်ခဲ့တာပါသူ့အတွက်ဝင်လေတော့မယ်ဆိုတာသူမသိခဲ့ပါဘူး